အားလုံးမင်္ဂလာပါဒီနေ့ကကျွန်တော်တောင်ကြီးကိုအလုပ်ကိစ္စနဲ့လာရင်းနဲ့ကျွန်တော်ညာဈေးပေါ့နော်ကံဘောဇလည်းပေါ်မှာရှိတဲ့ညာဈေးမှာဘာတွေကောင်းလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်မယ်ကျွန်တော်တို့ဘိုင်လဲစားနေပြီဆိုတော့သွားစားမယ်โอเคဟိုပါကြာတက်ကဲဘာစားမှာလဲလို့ ဟာရဒီမှာဆိုင်မစ္စတာ Joy Steak and Barbecue တဲ့အဲ့ဒါ online မှာနာမည်ကြီးနေဆိုင်မလား မှန်တယ်အဲ့မှာ steak တွေပါမိုက်တွေပြောတယ် ဆွဲလိုက်ရ ဝင်ဆွဲလိုက်မယ်ဘာတွေရလဲဆိုတော့ဝင်ကြည့်လိုက် โอเค ဟေးအရန်နူးညံ့ပြီးစားလို့ကောင်းတဲ့ steak menu တွေကိုတောင်ကြီးရဲ့ street food အနေနဲ့ကံဘောဇလမ်းညာစီမှာသုံးဆောင်နိုင်မှာဖြစ်ပါတယ်ကဲဘာဆွဲမလဲကြီးနေ အေးဟုတ်တယ် ဘယ်သာစားမလား စားမယ် မင်းသာရ အော်ဘီစတိတ်လေးကဒီနေ့တော့ stop ပြတ်သွားတော့ဒီနေ့တရက်တော့မရတော့ဘူးရှင်မနေ့ကအရန်အပူကြတော့ ဟောအဲ့လိုတို့ရောင်းရတာနော်အဲ့တော့တခြားစားမယ်ကွာ ချက် ကုတ်သားကုတ်သားလေးတစ်ပွဲစာတေးစားဒီမှာဆွဲမယ်လို့လူစိတ်စာတေးစားမယ် စားမယ် ရရကျက်စာလေးရ စိတ်စာ စားလေးလေးလုပ်လိုက် သူကကုတ်သားရတယ်ဒီမှာနန်ရိုးရမယ်နန်ရိုးဆွဲမယ် အဲချ နော်အဲ့တော့မလေးကိုနန်ရိုးတစ်ပွဲ ဟာဒီဘက်မှာလည်းမီနူးရ ဟောဆိုတခြားမီနူတွေရတယ်ဟိုကအော်ဟိုကလေဒီကဆက်လက်လား ဟုတ်ကဲ့ရှင်အသားကြီးကိုမျိုးစိတ်လို့မစားချင်ဘူးဆက်လက်ပန်းနဲ့လည်းတွဲပြီးစားလေးရသေးရဲ့ရှင်အဲ့ဆိုဟိုကလုပ်လိုက်ကိုအမဲလုံးကြောင့်မလုံးနဲ့တော့နော်အဲ့ဆိုဟိုဟာစက်သားဆက်လက်လုပ်ပေးနော်ချက်ကင်ဆက်လက်ပေါ့နော်ချက်ကင်ဆက်လက်တစ်ပွဲလုပ်ပေးပြီးရင်ဘာရသေးလဲ ရှိတယ်ပေါ့ ဘာကစားဖို့လား အေးမစားချင် ငါဘာကဘယ်လိုလုပ်ထားလဲဒီမှာ အော်ဟမ်ဘာဂါလေငါတို့ကိုယ်တိုင်လုပ်ထားတဲ့ဆလန်နဲ့ပဲလုပ်ပြီးတော့ကျက်သွန်ကြီးတွေခိုင်းနေတယ်လို့အစိမ်းမပါဘူးရှင် ဟောမပါဘူးသူကိုယ်တိုင်လုပ်တဲ့ sauce နဲ့လုပ်ထားတာ ဘာကလေးအကိုဝက်နဲ့တစ်လုံးနော် ကဲအဲ့တော့မှားထားတယ်ရောစုံပြီဆိုတော့အားလို့ဆွဲမယ် ဆွဲ ဘာလေးရင်ဆန်းစားကြည့် ငါတော့မုတ်ဖက်လေးနဲ့ဆက်လက်ရွက်လေးနဲ့ ဆွဲကွာအဲ့ဒါစားမယ်ကွာ ဒီစားကြည့်ခိုက်ကလေးတော့စား ဒါချက်ကင်ဆက်လက်ဟာချက်ကင်ဆက်လက် ချက်ကင်ဆက်လက်နေရဘာဒီလေးထည့်မယ်ချက်ကင်လေးကိုချင်းနဲ့တိုးလိုက်โอเค ဆွဲပြီ ခိုက်ကလေးစားတော့စားပြီပေါ့ အသားလေးကချိုပြီးတော့အင်းနေတာပဲတော်တော်လေးမိုက်ရောသူကတခြားကျက်စလက်တွေနဲ့မတူဘူးသူဟာဒီအသားထူထူကိုပေါ့နော်လုံးဝအီလေးဖြစ်အောင်กินတာတကယ်မိုက်ရောဟော ဟော အသားလေးလည်းပေါ့ အချင်းလေးကမိုက်ရော ဟောတယ်ကောင်းနိုင်ရိုးစားတော့မယ် ဒီစိတ်စာတေးကတော်တော်ကောင်းတယ်လို့ကျွန်တော်ဆိုင်ရှင်ကပြောတယ်ပေါ့နော်အဲ့တော့တကယ်ကောင်းလားမကောင်းလားစားကြည့်မယ် ဟောနိုင်ရိုးမိုက်ရေဟော မဆလာနဲ့တင်းတင်းလေးနဲ့အင်းညာပဲစိတ်စားလုံးဝမမအောင်တော်တော်လေးမိုက်ရသူကအချိန်ကြာကြီးနဲ့ထားတယ်လို့ပြောရပြစိတ်သားစပင်မိုက်ရတဲ့ဘယ်နဲ့ကောင်း ဟောကောင်းရှယ်ပဲ ဟာ အေး ပြင်ဆွဲမယ်ဆွဲမယ် ကြည့်တော့ အချိန်နဲ့မတို့စားတော့ရတာရှိတယ်စိတ်သားစားကြည့်အောင်မယ် တင်းဆွဲငါလည်းဆွဲ ဆွဲမယ်ကဲရှင်နေနဲ့တို့ချိုးပြီးအကုန်လုံးနူးညံ့နေရပဲအသားတွေအကုန်လုံးတော်တော်နူးညံ့နေကွာအဲ့ဒါကြောင့်လည်း online မှာနာမည်ကြီးရမက်ဆာဂျိုကြီးနာမည်ကြီးနေလက်ကားမဟုတ်ဘူးဟမ်ဒီနေ့တော့ဒီဆိုင်ရွေးချယ်တယ်လုံးဝမှန် ဟော သွား ပါပြီဟောဒီနေ့ကတော့ ဆွမိုက်တယ်ရွှဲပဲ ငါတော့ငါပါကငါဖြုတ်ပြီ အေးဘာကလေးစားကြည့်ပါဦးသူဘာကတော်ညှိုးနေသူကသူ့ style နဲ့သူသွားတာ โอเคအတီးရွက်ကလည်းသူ့ style နဲ့သူဆိုတော့ အေးဒီနေ့ကျွန်တော်တို့ကတောင်ကြီးအလုပ်ကိစ္စနဲ့လာရင်လည်းဒီကံမောဇာလမ်းမှာရှိတဲ့ညာဈေးမှာပေါ့နော်ကျွန်တော်ရှောက်ပက်ကြည့်တယ်ဘာစားလို့စားရမှမသိရနဲ့မစ္စတာကျော်ကြီးဆိုတဲ့ဒီဇိုင်းလေးကိုကျွန်တော်တို့တွေ့ဒီဇိုင်းက
လိုင်းမှာဟိုရပန်းတော်တော်နာမည်ကြီးနေတယ်ဖိုးလေးကြော်ဖြစ်နေပေါ့နော်အဲ့ဒါနဲ့ကျွန်တော်နှစ်ကောင်ဟမ်ဒီနေ့ဝင်ဆွဲလိုက်တာတော်တော်မှန်သွားပြီ ကောင်းလိုက်တယ် တော့ရှယ်ပဲ ရှယ်ပဲစာတီးလေးစားလိုက်အောင် စာလေးမိုက်တယ်စိတ်စာလေးမိုက်တယ်စာကိုသားငယ်လေးပရိုကောင်းတယ်ကွာဟုတ်လားဒီမှာအဓိကအမဲသားနာမည်ကြီးတာပြောတာဒီနေ့ကတော့မဲသားအယောင်ကောင်းလုံးလို့မရှိတော့ဘူးအဲ့ဒါနဲ့ကိုသားငယ်စားကြည့်ကိုသားငယ်လည်းကောင်းတာပဲ ကောင်းတယ်ညယုံမြင့်ကြည့်အောင်ကောင်းတယ် ကောင်းတယ် တိုင်းသားဝဲโอเค တကယ်ကောင်းတယ် ဒါလေးညံ့တာ ဟုတ်တယ် อืม ရှယ်ပဲဘာမှတော့ပြောတယ်မဟုတ် အဲ့တော့ကျွန်တော်ဆက်ဆွဲလိုက်အောင်မယ်အဲ့တော့ဆက်ကြည့်ပေးဦးမယ်အဲ့တော့ကျွန်တော်မှာထားရတယ်လေကုန်ပြီဘိုင်လဲကားဝါးအရန်ဟိုမှာစားလို့ကောင်းပါတယ်ဒီနေ့ကျွန်တော်တို့အလုပ်ကိစ္စနဲ့ဟမ်ဟုတ်တောင်းကြီးလာနေတဲ့ဒီဘက်ကိုလာရတာလုံးဝမှန်သွားတယ်အဲ့တော့ဒီဆိုင်လေးကကျွန်တော်တို့ကံမောစာလန်ညာဈေးပေါ့နော်ညာဈေးမှာသူကဒီအပေါ်ဘက်နည်းနည်းရောက်တယ် Future Star Global School ရဲ့ရှေ့မှာအဲ့တော့ဒီဆိုင်လေးကစားဆိုင်နဲ့ဘာထူးခြားလဲဆိုတော့ဒီညာဈေးမှာတော်တော်များများဆိုင်တွေကအသားစလက်ဆိုင်တွေများတယ်ဗျာဒီဆိုင်လေးကအဲ့ဒါမှထူးထူးခြားခြားနဲ့ကျွန်တော်တို့ Mr. Choi Steak and Barbecue ဆိုပြီးတော့ဒီအရန်ကောင်းတဲ့ steak တွေအပြင်ဟိုကျွန်တော်တခြားဒီလိုလေးတွေလည်းရတယ်သူကအထောင်းတွေပါလည်းရတယ်အပြင်ဘာသာတွေပါလည်းတော်တော်ကောင်းတယ်နော်အဲ့တော့ကျွန်တော်တောင်ကြီးမှာရှိတဲ့လူပဲဖြစ်ဖြစ်ခီးသွားပဲဖြစ်ဖြစ်တကယ်လို့အရန်ကောင်းတဲ့အစားအစာတွေကိုဈေးနှုန်းသင်းသင်းနဲ့စားချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Mr. Choi ဆိုင်လေးကိုကြွားလန်းခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်